ဒီနေ့မှာတော့ကျွန်တော်တို့ဘုကိုသားတွေအတွက်ရတော့ချခဲ့ကျွန်တော်ကြုံခဲ့ခွင့်ရလေးတစ်ခုဖြစ်တဲ့ရှုမိုးတော်စီစီလိုမြက်ကြီးရဲ့ပုံတက်ရောက်ခွင့်ရတယ်ပေါ့နော်။ဘာလို့တက်ရောက်ခွင့်ရလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာတန်တင်ပြီးသားခေါင်းလောင်းတွေကိုကျွန်တော်တို့ဖျားကြီးရဲ့ပုံပေါ့နော်ထီတော်လောက်ထီကိုကျွန်တော်တို့ယူပြီးတော့ဒီခေါင်းလောင်းတွေပြန်ချိတ်ဆွဲရတာပေါ့။ပြီးတော့လို့ရှိရင်ထီတော်မှာရှိသေးတဲ့ခေါင်းလောင်းအဟောင်းတွေကိုကျွန်တော်တို့ပြန်ပြီးတော့ယူပြီးအောက်ကိုပြန်ချပေးတာပေါ့။အခုကနေစပြီးကျွန်တော်တို့ခေါင်းလောင်းတွေကိုစတင်ပြီးတည်ပြီးပေါ့နော်။ခေါင်းလောင်းတွေကနည်းနည်းတော့လေးတယ်ဗျာနော်။တကယ်လို့အရင်လေးလို့ရှိရင်ဟိုဘက်တစ်လုံးဒီဘက်တစ်လုံးပေါ့နော်နှလုံးပဲတကယ်လို့အရင်မလေးဘူးဆိုလို့ရှိရင်တစ်ဖက်ကနှလုံးအကြီးတစ်ဖက်ပါလို့ရှိရင်တစ်ဖက်ကတစ်လုံးပေါ့တကယ်လို့နည်းနည်းသေးမယ်ဆိုလို့ရှိရင်တစ်ဖက်နှလုံးသေးပေါ့နော်ဟိုလူတယောက်အဲ့လိုမျိုးတင်သွားတယ်ပေါ့အရင်ကမြန်မြန်ကြတော့လည်းမမှန်နိုင်ဘူးဘာဖြစ်လို့လဲဆိုတော့အစင်းရပြဿနာမရှိဘူးကျွန်တော်အတက်ကြလို့ရှိရင်တော်တော်မောနေတယ်ဘာလို့လဲဖះညံတော်လေးမြင်လာဖြစ်တဲ့အတွက်အချိန်တဖြည်းဖြည်းနဲ့ကြာလာလေးခေါင်းသားနေရပို့ပြီးတော့လေးလာလေးပေါ့နော်နောက်တစ်ခုကဒီခေါင်းလောင်းတွေကိုအုံတန်ကျိုးတွေနဲ့ချတာဖြစ်တဲ့အတွက်ကွန်လန်နဲ့အိမ်ဓမ္မတွေကတော့အဆင်ပြေတယ်ဗျာကျွန်တော်တို့ကွန်လန်အိမ်မဟုတ်တဲ့အတွက်တဖြည်းဖြည်းနဲ့မြင့်လာလေးခေါင်းလောင်းရဲ့အလေးချင်းလေးပြီးတော့ဒီအုံတန်ကျိုးတွေကလေဘဲကိုတော်တော်လေးကိုစူးတယ်ဗျာဒါအကြောင်းမို့နောက်ကဒီလိုတက်တဲ့မျိုးကိုရှိလို့ရှိရင်တော့ကွန်လန်နဲ့အိမ်ရပုံပြီးတော့အဆင်ပြေတယ်ပေါ့နော်အခုဆိုရင်ကျွန်တော်ဒီပထမဆုံးလေးကားနဲ့စပြီးတော့တက်ပြီပေါ့နော်ဒီပထမဆုံးလေးကားနေပြီးတော့ဝက်နှခမ်းဒီပေါ့နော်ဒီညံထိုးထားတဲ့နေရာထိရောက်ဖို့တက်လာတော်တော်လေးကိုစီလို့ရှာဖို့ကောင်းတယ်ဗျ။ဘာလို့လဲလေးခိုင်းချင်းချင်းလေးနဲ့တက်ရတာပြီးတော့လို့ရှိရင်လက်ခိုင်တန်းလေးကလက်တလုံးတိတိလေးနဲ့တော့ခိုင်ကန်တော့ခိုင်ကန်ပါလေဒါပေမဲ့ကိုယ်နည်းနည်းကြောက်စိတ်ဖြစ်တော့ဗျာ။နောက်လည်းပြန်လှည့်မကြည့်ရဲ့အဲ့တိုင်းပဲတက်သွားတာညံတဲ့ရောက်တဲ့ချိန်ကြတော့အရင်ကြောက်စိတ်မရှိတော့ဘူးဗျ။ဒီလေးကားတိတိလေးမှာပဲနည်းနည်းချင်းတုံတော့ဗျာ။ရှင်တုံနဲ့ကြောက်စိတ်လေးရှိတာပေါ့တူတုံတော့ဗျာပြောမယ်ဆိုရင်တော့ဒါကတော့ကျွန်တော်ညံအစားနေပြီးတော့ဘောတက်ပြီပေါ့နော်။ညံတော့ညံတဲ့စီရီတဆူဖြစ်တဲ့အတွက်ကျွန်တော်တို့တော်တော်ကြာလေးတော့တက်လိုက်ရတယ်ဗျ။အချင်းကြားလေးကျွန်တော်ခြေလမ်းနေရတဲ့ဖြည်းဖြည်းနဲ့နှီးလေးပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ရှင်ကျွန်တော်အမြင်ဒီလိုမျိုးတက်တဲ့အတွေ့အကြုံမရှိတဲ့အတွက်သိပြီးတော့အမြင်များစံတော့မတည်ဘူး။ခြေလမ်းကိုတခြားကြည့်ခြေလမ်းဝါပေါ်ချားမယ်ကျွန်တော်နောက်တစ်လောက်လမ်းအဲ့လိုပုံစံမျိုးလေးပဲတက်သွားတာပေါ့နော်။ဒါတော့ဖျားရင်ပြနဲ့နောက်မှမြင်နေရတာတော့ဘုံမျိုးပေါ့နော်။အရင်မြင်သေးတဲ့နေရာမရောက်သေးတာဖြစ်တဲ့အတွက်ဘုံမျိုးရဲ့အပေါ်ကြီးကအလားပါတော့မမြင်ရသေးဘူးပေါ့။နောက်ပိုင်းမှာတော့ကျွန်တော်တို့ဘုံမျိုးကြီးကိုဒီအမြင့်ဆုံးနေရာနေပြီးရိုက်ထားတဲ့ဗီဒီယိုလေးတွေရှိပါသေးတယ်။အားကြောင့်ဘုံစတူပေါ့နော်။ကျွန်တော်ဒီဖျားကြီးပေါ်တက်ခွင့်ရောက်ဖို့အတွက်တွဲခေါ်ပြီးတော့တူညီစိတ်ထားတဲ့ုံလည်းကျေးဇူးတင်ပါတယ်။ဒီနေ့ကျွန်တော်တို့ခေါင်းလောင်းလေးတင်ပြီးတော့တက်လာခဲ့တာလူကအားလုံး32ယောက်ဗျ32ယောက်ဆိုရင်တော့ခေါင်းလောင်းရေအတွက်မပါဘူးဆိုရင်တော့100ကျော်တော့ပါလာတယ်ပေါ့နော်အပေါ်3ယောက်လို့ရှိရင်ကျွန်တော်တို့ဒီခေါင်းလောင်းလေးချီတဲ့နေရာရောက်ရင်တော့ကျွန်တော်အဲ့ခေါင်းလောင်းလေးကိုအဲ့ဒီမှာချီတတ်တဲ့လူတွေကတော့ချီပေါ့ဗျမချီတတ်တဲ့လူတွေကတော့ဒီမှာခေါင်းလောင်းလေးအဲ့ဒီအပေါ်မှာအများကြီးခြံသေးတယ်ဗျခေါင်းလောင်းလေးကိုကျွန်တော်တို့ပြန်လဲတန့်စင်ဖို့အတွက်အများကြီးခြံသေးတယ်အဲ့ဒီခေါင်းလောင်းလေးကိုကျွန်တော်တို့တစ်ခါပြန်ပြီးတော့အောက်ကိုပြန်ပြီးတော့ယူခဲ့ရတာပေါ့ဒီနေရာတော့ကျွန်တော်တို့ဒီဖျားရဲ့အလဲတစ်ဝက်လောက်တော့ရောက်ပြီးတော့ထင်တယ်အရင်တော့အမြင့်တော့မဟုတ်သေးဘူးဗျဒီမှာနေထားတော့မှအဝေးကိုကျွန်တော်လိုက်ရကြည့်တာအမျိုးတွေတော့တော်တော်ဆိုင်နေဒီချိန်ကကျွန်တော်မောလို့ပေါ့နော်မောလို့ခဏနိုင်နဲ့ဖုန်းလေးထုတ်ပြီးတော့ဗီဒီယိုလေးလိုက်ပဲရိုက်ကြည့်တာပေါ့ဒီကတော့ကျွန်တော်ရွှေအောင် UACD ပေါ့နော်မျိုးလေးဆိုင်တဲ့ဖြစ်တဲ့အတွက်ကျွန်တော်စုံဆွဲတာတော့မှအရင်တက်တက်ကိုမဖြစ်ဘူးနောက်ဗီဒီယိုလေးတစ်ခုရှိသေးတယ်အမှတော့နည်းနည်းတက်တက်ကိုလေးတော့ဖြစ်တယ်ပေါ့နော်ဒါကတော့ညံအတွင်းပိုင်းဖျားရွှေချလို့ပြီးရဲ့နေရာလေးပေါ့နော်ဒါကတော့ရွှေပြားတွေမဟုတ်သေးဘူးဗျရွှေပြားတွေရောက်တဲ့နေရာကျရင်ကျွန်တော်ဗီဒီယိုရိုက်ထားတာရှိတယ်ဆက်လက်ပြီးကြည့်ပေးပါဦးနော်အမြင့်ဆုံးမဟုတ်သေးတဲ့ကိုမျိုးရဲ့ရှုပ်ကင်းလေးပေါ့နော်ဒါကတော့ဖို့ချစ်စရုံပေါ့ဖို့ချစ်စရုံအခုကတော့စွမ်းရည်ပိုကားတဲ့နေတွေပေါ့နော်ဒါကဖျားလန်းနဲ့ရွှေမော်တော်စီရောမြကြီးရဲ့ဆိုင်ပုံပေါ့နော်ပြီးတော့လို့ရှိရင်အောက်မှာကျွန်တော်ကြည့်ရတာလေးတဖြည်းဖြည်းနဲ့တော့ဝေဝါးလာပြီပေါ့စုံလေးဆွဲပြီးတော့ပဲကြည့်မှအဆင်ပြေတော့တဲ့အနေထားပေါ့ဒါတော့ပြင်မယ်ပေါ့နော်ပြီးတော့လို့ရှိရင်ဒီဘက်မှာဒါတော့အောင်ပူဝဲပေါ့အောင်ဘောရစင်ညာကားတာပေါ့ဟိုဘက်ပိုချစ်ရုံမှာကျတော့ကျွန်တော်တို့စွမ်းတို့စိုင်းမော်တို့ပိုချစ်တို့လှည့်ကြတဲ့ကားတာဖြစ်တဲ့စင်ညာလှည့်ကြကားကြတာပေါ့နော်ဒီမှာတော့အောင်ဘောကတော့စင်ညာလုံးကားတယ်ဘုံမျိုးရဲ့ရှုကြရတော့အရင်ကလာပါတယ်ပေါ့နော်အခုမြင်တဲ့အတိုင်းပဲကျွန်တော်တို့ဒါတော့ဖျားလန်းဒီနေ့ဆိုလို့ရှိရင်လည်းဖြောက်ပြူပြီးတော့ဘေးနာဥစ္စာတိုင်းတည်ရည်နေပေါ့နော်တိုက်တာတွေပေါ့ဒါတွေမြင်ရကျွန်တော်တို့အရင်ကိုကြီးလို့ရတယ်နော်ဒါကတော့ရွှေမော်တော်ဖျားကြီးကိုရွှေချနေတဲ့နေရာပေါ့နော်ဘေးတွေကကားရတာဖြစ်တဲ့အတွက်ကျွန်တော်တင်ဟောဒီနားမှာရိုက်လို့မရဘူးတွင်းပိုင်းလေးကိုကျွန်တော်တက်နိုင်တော့ရိုက်ရတယ်လေကားတက်နေတာဖြစ်တဲ့အတွက်ရိုက်တာတွေကတော့နည်းနည်းဗီဒီယိုတွေကတုံးလာလို့ပါတော့ရှိတယ်ပေါ့နော်အဲ့ဒါတော့နားလည်ပေးပါအောက်ခြေကနေပြီးတော့ကျွန်တော်တို့ဖျားဖို့ရောက်ဖို့အတွက်ချမယ်ဆိုရင်တော့နိုင်ခွက်တော့ချမယ်ထင်တယ်ဗျနိုင်ခွက်ကြောပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်နားတယ်
နားလိုက်တက်လိုက်လုပ်နေတာဖြစ်တဲ့အတွက်နည်းနည်းလေးတော့အချိန်ပေးရတယ်ပေါ့နော်ပုံမြင့်ဆုံးအပေါ်ရောက်ဖို့အတွက်ဒါကတော့ရွှေမော်တော်ဖျားကြီးကိုလက်ရှိရွှေချထားတဲ့ရွှေစည်းတွေပေါ့နော်ဒီအပြားတွေကတော့ကျွန်တော်ရွှေပြားတွေတော့မဟုတ်ဘူးရွှေပြားတွေကကျွန်တော်အပေါ်မှာရှိတယ်ကျွန်တော်ဗီဒီယိုလေးရိုက်ထားတယ်အဲ့ဒါကြောင့်မှထပ်ကြည့်ပေးနော်ဒါကတော့တဖြည်းဖြည်းနဲ့တော့ကျွန်တော်တို့အမြင့်ပိုင်းကိုရောက်ဖို့သိမလို့တော့ဘူးပေါ့နော်လေကတက်နေနေရိုက်တာဖြစ်တဲ့အတွက်ကျွန်တော်ဗီဒီယိုလေးတွေကတော့ကြည့်ပြီးတော့မြင်ခွင့်ကတော့ကောင်းကောင်းမြင်ရမှာမဟုတ်ပါဘူးလို့လည်းဆိုကျွန်တော်လည်းဒီချင်းလုံးနဲ့ဝါလေကနေတေချာကြည့်ပြီးတော့တက်လာတော့ကင်မရာတော့ဒါတိုင်းပဲချင်းပြီးကျွန်တော်ရိုက်တော့ကင်မရာတစ်ခါကျဟိုဘက်ရောက်ဒီဘက်ရောက်ဖြစ်နေဖြစ်သွားတယ်ပေါ့နော်ကျွန်တော်တို့ဒီအမြင့်ဆုံးဘောရောက်ဖို့9နာရီခွဲလောက်မှကျွန်တော်တို့ရောက်တယ်လို့တော့ထင်နေပြကျွန်တော်လည်းအချိန်ကိုသိကြပြီးမကြည့်လိုက်မိတဲ့အတွက်အချိန်တော့သိကြမပြောနိုင်ဘူးပေါ့မနေ့ကပိုင်းချိန်ခါတွေပဲဖြစ်တဲ့အတွက်ကိုမျိုးပုံမှာတော့မြူတွေဆိုင်းနေတော့အဝေးကိုလှမ်းရရတာကျွန်တော်လည်းဝါးတာတွေပါတယ်ရှိတာပေါ့နော်ဒါတော့တော်တော်မြင့်တဲ့နေရာတော့ရောက်နေပြီအပေါ်သုံးလို့မရောက်သေးဘူးဒါတော့ဘိုးမျိုးရဲ့ဘိုးသနက်ပင်တန်းမတန်းကြီးပေါ့နော်ကဲခုဆိုရင်တော့ကျွန်တော်မြေပြဲနေပြီးတော့တက်ဆောင်လာတဲ့ခေါင်းလောင်းလေးတွေကိုထားမဲ့နောက်ဆုံးနေရာကိုတော့ကျွန်တော်တို့ရောက်ရှိလာခဲ့ပြီပေါ့နော်ဒီနေရာလေးကကျွန်တော်တို့ခေါင်းလောင်းတွေကိုချိတ်ဆွဲရမယ့်နေရာပေါ့ဒါကတော့ကျွန်တော်တို့နောက်ဆုံးတက်ခွင့်ရတဲ့နေရာလေးပေါ့နော်အပေါ်မှာလည်းကျွန်တော်ထီးတော့ဝိုင်းရွှေရှိတော့တယ်ပေါ့အဲ့ဒီအောက်နေပြီးတော့ကျွန်တော်ဒီဘိုးမျိုးရဲ့အလားပါရှုခွေနေပေါ့နော်ဒါပေါ်ရုံလေးပြီးရင်ဒီဘိုးသနက်ပင်လမ်းမတန်းလေးဒါတော့ရှင်ပြတော်ပေါ့နော်ဒါတော့တောင်မမုတ်တန်ပေါ့ကျွန်တော်အနေနဲ့ဘိုးမျိုးကိုဒီလောက်အမိရနေပြီးတော့တစ်ခါမှမကြည့်ဘူးဗျဒီလိုမျိုးဝင်းလေးတွေမြင်ရတာလည်းကျွန်တော်ကြည့်လို့ရတယ်ပေါ့နော်ဒါတော့ဆန်တော်တဲ့လမ်းမတန်ဒါတော့ကမ္ဘာသားတွေညံတော်ကြီးပေါ့နော်နေအောင်နည်းနည်းလေးထွက်လာပြီးဖြစ်တဲ့အတွက်ကျွန်တော်တို့ဘိုးမျိုးနေနာရှိတဲ့မြင်ဝင်းလေးကတော့တဖြည်းဖြည်းကြည့်လဲလိုက်ပေါ့နော်။အိုးဝေးကြီးမှရှိတဲ့မြင်ဝင်းလေးကတော့ကျွန်တော်မျိုးတွေဆိုင်းနေတာဖြစ်တဲ့အတွက်အရင်ဝေးတီတော့ကြည့်လဲတော့မရှိသေးဘူး။ဘာပဲဖြစ်ဖြစ်ဒီလောက်လေးကိုပဲကျွန်တော်တို့ကြည့်လေးရိုက်နိုင်ခဲ့တာဖြစ်တဲ့အတွက်ဘယ်လိုပြောမလဲကြည့်နေမိတယ်ပေါ့နော်။ဒါကတော့ကျွန်တော်ပြောခဲ့ဘူးလေဖရာကြီးရဲ့အမြင့်ဆုံးလို့ပြောလို့ရတဲ့နေရာလောက်ကကျွန်တော်တို့တက်လို့ရတဲ့နေရာလောက်ကနေပြီးတော့ဘုံမျိုးရဲ့ပတ်ဝန်းကျင်ရှုခင်းတွေရိုက်ပြပေးထားတာပေါ့နော်ဒါကတော့ဖရာလမ်းလည်းကျွန်တော်မြင်တဲ့အတိုင်းပဲဖြောက်ပြလို့တာပဲဖရာကြီးရဲ့အပေါ်ကနေပြီးတော့ကြည့်မယ်ဆိုရင်ဘုံမျိုးကြီးကိုကောင်းကောင်းမြင်ရတယ်ဗျဘာဖြစ်လို့လဲဘုံမျိုးကအရင်ကြီးတဲ့အနေထားမဟုတ်ဘူးဗျတိုင်းရတဲ့ကြီးကဘုံမျိုးအနေထားအရင်ကြီးတဲ့အနေထားမဟုတ်တော့ဘုံမျိုးကြီးပဲတည်ကြကြည့်မယ်ဖရာပေါ်ကနေကြည့်မယ်ဆိုရင်ကောင်းကောင်းမြင်ရတယ်ပေါ့နော်ဒီမှာအခုချိတ်ဆွဲထားတဲ့ခေါင်းလုံးတွေကတော့ခေါင်းလုံးအစ်စ်တွေပေါ့နော်ခေါင်းလုံးအဟောင်းကြီးဟာကျွန်တော်တို့ဟိုဘက်ဒီမှာရှိသေးတယ်ဒါတော့ခေါင်းလုံးတွေကိုပြန်လဲတန့်တင်ပြီးသားတွေပေါ့နော်ဒီခေါင်းလုံးတွေထဲမှာကျွန်တော်တို့အခုမှလူတန်းထားတဲ့ခေါင်းလုံးတွေလည်းရှိတယ်လို့ဟိုရှစ်ရခင်တည်းကလူတန်းထားတဲ့ခေါင်းလုံးတွေလည်းရှိတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်တော်ခေါင်းလုံးတွေမှာအလူရှင်ရဲ့ကပီးတွေပါတယ်ကပီးကိုကြည့်ခြင်းအဖြစ်ဟိုရှစ်လုံးကလူလာတဲ့ခေါင်းလုံးတွေလည်းရှိတယ်ပြီးတော့လို့ရှိရင်အခုမှလူလာတဲ့ခေါင်းလုံးတွေလည်းရှိတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ပေါ့နော်အားလုံးတတိမထားမိတဲ့အချက်ကတော့ရွှေမော်တော်တည်ကြီးတော်ဘုရားကြီးတီတော်အရန်ထူးဆန်းနေဗျ။ဘာဖြစ်လို့လဲဆိုမြန်မာနိုင်ငံမှာဒီစီတဆူလည်းရှိမယ်လို့တော့ထင်ရတယ်။သူကကျွန်တော်တို့အရင်ပုံမှန်မြင်နေကြတီတော်တွေဆိုလို့ချင်းဒီမှာအောက်ခြေမှာပဲဆွဲတာပေါ့နော်။ဒီမှာလည်းရွှေမော်တော်တည်ကြီးတော်မြကြီးကလည်းအောက်ခြေမှာပဲဆွဲတာ။ဒါပေမဲ့တီတော်ကိုကြည့်မယ်ဆိုရင်တီတော်ကဘယ်လိုပြောမလဲအစင်းစင်းပုံစံမျိုးနဲ့သွားတယ်။ဒါမှစီဒီရဲ့တီတော်နဲ့တူတာလေတတိထားမိရင်တခြားတွေ့ရမှာပါ။ဒါကတော့ကျွန်တော်ဗီဒီယိုစမှာချက်ပြဖို့လို့ရှိရင် CD တော်ကြီးပေါ့နော်အရင်ကကျွန်တော်ရိုက်တော့ကျတော့မြူတွေဆိုင်းနေတော့ CD တော်ကြီးကောင်းကောင်းမဖူးမြုံနိုင်ဘူးပေါ့အခုကျတော့မြူတွေလည်းနည်းနည်းဆိုင်းလာတဲ့အတွက် CD တော်ကြီးကိုကောင်းကောင်းဖူးမြုံလို့ရတယ်ပေါ့နော်ဒါကတော့ခုံစစ်တန်နာ CD ပေါ့နော်ကျွန်တော် CD တော်ရဲ့ဘွဲတော်နာမည်ကိုကျွန်တော်မသိလို့ပေါ့ပြီးနောက်မှာရှိတာကတော့စက်ကလုံးပေါ့ CD တော်မြက်ကြီးပဲပေါ့နော်ဒါကတော့ကျွန်တော်တို့ CD တော်မြက်ကြီးရနေပြီးတော့အဝေးကိုလှမ်းဖူးမြုံလို့ရတဲ့ CD ပြီးသွားလို့ရှိရင်အိုးဟေးတိုက်တာတယ်ဒီခုချိန်ကတော့ကျွန်တော်တို့စက်ပွဲဖျားဝက်ကာလာဖြစ်တဲ့အတွက်ဒီဝင်းနေတဲ့မှာစက်ပွဲတွေပါတယ်တော့တွေ့ရတာပေါ့နော်ဒီဖျားကြီးပေါ်နေပြီးတော့ကျွန်တော်ရေမြင်တော့လှမ်းကြည့်မှဆိုရင်အောက်မှာလူတွေတော်တော်သေးသေးလေးကိုမြင်ရတာဗျကျွန်တော်ကကင်မရာမှာတခါကျဇုံးကြီးဝင်နေတာဖြစ်တဲ့အတွက်အောက်ကိုတခါကျလှမ်းရိုက်လို့ရှိရင်အရင်မဝေးဘူးလို့တော့ထင်ရပါမယ်တကယ်ကျွန်တော်ဖျားပေါ်နေတော့အောက်လှမ်းချင်လူဆိုတာခက်သေးသေးတော့ပဲမြင်ရတယ်ဗျဒါတော့ဇုံးဆွဲတာနဲ့ဇုံးဆွဲထားတာနဲ့ကွာတာပေါ့နော်ဒီနေရာလေးကတော့ရွှေမော်တော်စီတီတော်မြက်ကြီးရဲ့ရွှေအတိပြီးတော့ရွှေသားအစစ်နဲ့ပြုလုပ်ထားတဲ့ရွှေပြားတွေပေါ့နော်ဒါကတော့အမှန်စင်စစ်ရွှေပြားအစစ်တွေပဲဖြစ်တယ်ပေါ့နော်ရွှေပြားကိုကျွန်တော်အနီးကကြည့်ရတာဖြစ်တော့ဒီကင်မရာမှာသိမမြင်အောင်စောက်လေးထူတယ်ဗျအပြားတွေကဒီစကူဆွဲထားတာပြပေးဖက်လေအပြားတွေလောက်ရှိတယ်ဒုကူလည်းကြည့်မှဆိုရင်ခပ်ပါမဟုတ်ဘူးဗျနည်းနည်းကထူပုံစံမျိုးတွေဒီမှာကျွန်တော်တို့ဒါအနီးကမြင်ရတာပေါ့နော်အများကောင်းမှုတော့ဆိုတာတွေကတော့များတယ်ဗျဒီရွှေပြားတွေကိုဒီမှာကျွန်တော်စကူလေးနဲ့ဆွဲထားတယ်ပြီးတော့လို့ရှိရင်အပြားလိုက်ဗျအပြားကိုဒီနံပါတ်အစင်းနေနဲ့ကျွန်တော်လှမ်းကြည့်တာတော့တွေ့ရတယ်တော်တော်များများရှိမယ်ဒီဗျအပြားကြီးဘယ်လောက်ရှိလဲဆိုတော့ကျွန်တော်လည်းဘယ်လိုမှမရှိတော့မေးကြည့်ခဲ့လိုက်ဘူးပေါ့နော်အမှန်တကယ်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီလောက်များတဲ့ရွှေပြားတွေကိုတစ်ခါမှမမြင်ဘူးပေါ့
ရွှေစံဒီမှာရွှေမြင်မှုတာနဲ့ဒီလိုရွှေပြားအစိကြီးအများကြီးမြင်ရတာမဘူးဗျဒါကကျွန်တော်ပေါ်မှာပထမဆုံးမြင်ဘူးတဲ့မြင်ဝင်ပေါ့နော်အခုကတော့ကျွန်တော်တို့ပြန်ဆင်းပြီပေါ့နော်ပြန်ဆင်းလာတော့တက်သွားတော့လည်းတူတူစုပြီးတက်သွားတယ်ပြန်ဆင်းတော့လည်းတူတူစုပြီးပြန်ဆင်းလာမဟုတ်ဗျကိုယ့်ဘက်ကိုပေါ်လဲနားတယ်ပြီးဆက်တက်တယ်အဲ့လိုမျိုးပဲပြန်ဆင်းတဲ့ချိန်မှာလည်းကျွန်တော်တို့တက်တုံးကတော့မမောဘူးဆိုပေမဲ့ပြန်ဆင်းတဲ့ချိန်မှာလည်းနည်းနည်းပြန်ဆင်းတဲ့ချိန်ကျတော့ကျွန်တော်ခေါင်းလုံးတွေကနည်းနည်းလေးကျွန်တော်တည်လာတဲ့ခေါင်းလုံးတွေနည်းနည်းလေး weight နည်းနည်းလေးတွေဗျ weight နည်းနည်းလေးတော့ဒီကလေးထိန်းပြီးတော့တည်သွားတယ်ကျွန်တော်ပြီးလို့သိမရိုက်နိုင်တယ်ပေါ့နော်ဘောလုံးတော့မတိချခိုင်းနေဒီလက်ပင်ကခေါင်းလုံးဝေးရလေတော်တော်လေးတာဖြစ်တဲ့အတွက်မနေ့တတိထားပြီးတော့ဆင်းရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ခေါင်းလုံးရဲ့ဝေးဘယ်လောက်လေးရဲဆိုတာကျွန်တော်ခုတ်တာကြီးကြီးပေါ့ဒါတော့မှကျွန်တော်ဒီပုံစံမျိုးတွေကအရန်စုလို့ပြပုံစံမျိုးတွေအရန်စုလို့ကျွန်တော်အိမ်ကိုပေါ်တင်တော့ပုံစံမျိုးပေါ်အောင်မှဒီအိမ်ကိုထားတယ်ဒီလိုဆိုမခံနိုင်ဘူးပြဒါကတော့ပြန်လဲတန့်စင်ဖို့အတွက်ခုတ်ကိုပြန်ချရတဲ့ခေါင်းလုံးတွေပေါ့နော်ကျွန်တော်တို့အစားတက်လို့မှကြတော့ခေါင်းလုံးတန့်စင်ပြီးသားခေါင်းလုံးတွေကိုဖျောက်ယူရတဲ့ပြီးဖျားမှာပြန်ပြီးတော့ပူတော်တယ်ပြီးတော့လို့ရှိရင်မတန့်တင်ရသေးတဲ့ခေါင်းလုံးတွေကြတော့ကျွန်တော်တို့အောက်ကိုပြန်ပြီးတော့ယူရမယ်ပေါ့နော်ကျွန်တော်တို့ပြန်ဆင်းမှာဒီဖျားကြီးအတွင်းပိုင်းပေါ့နော်ပြန်လဲပြုပြင်တာရှိတယ်အဲ့ဒါကိုကျွန်တော်ကြည့်လို့ရတဲ့အတွက်ကျွန်တော်ဝင်ကြည့်ကြည့်တယ်ပေါ့နော်တော့ဖျားကြီးကိုထောက်ထားတဲ့တောက်တာနေအများကြီးပဲဒါလည်းညံဝါညံနေပေါ့နော်ဝါညံနေဖဲလိုက်ဟိုမှာတန်ထောက်ပြီးဆိုရင်ထောက်လာတာတော်တော်ကြီးကိုကြီးမာတယ်ဗျဒီမှာကျွန်တော်တို့အဖွဲ့တွေပူတူရရအောင်ပေါ့ဗျအကုန်လုံးလုံးပုံပေါ့ကျွန်တော်တို့သုံးခွက်ပြီးတော့တန်းဆင်းလာတာဖြစ်တဲ့အတွက်ပေါက်ဆင်းလာတဲ့စုံတဲ့လူတွေနဲ့တူတူဒီမှာကြီးကြီးပေါ့နော်ဒီမှာတန်ထောက်ကြီးကျဲတော်ကြီးမဟုတ်ဒါတော့မှောင်နေတော့အရင်တော့တိတ်မတွေ့ရဘူးနော်ကျွန်တော်တို့ကိုဖျားရဲ့အတွင်းပိုင်းကိုကြည့်ပြီးဖြစ်တဲ့အတွက်ကျွန်တော်အောက်ပြန်ဆင်းဖို့လုပ်အောင်မယ်နော်အခုဒီကျွန်တော်အောက်မရောက်သေးဖြစ်တဲ့အတွက်ကျွန်တော်အောက်ပြန်ဆင်းရပါအောင်မယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဝါညမ်းနေရဲ့အစုံတန်လီကားတွေကိုကျွန်တော်တို့ပြန်လဲရောက်လာပြီပေါ့နော်ဒီတန်လီကားတွေကကျွန်တော်အတက်တော့တော်ဒူးတုံနေပြချင်းခတ်သေးဆိုတော့ဒါမဲ့ဟိုတက်တော့ကဒူးတုံနေကျွန်တော်အစင်းကြတော့ပြန်ဆင်းသွားတာကျွန်တော်သိပြီးတော့အဲ့လိုခံစားမှုမရှိတော့ဘူးပေါ့နော်ပြန်နေပဲပုံမှန်အေးဆေးတဆောက်စားလေးကျွန်တော်ပြန်ဆင်းသွားရုံပဲအခုဆိုရင်တော့ကျွန်တော်တို့အောက်ခြေကိုပြန်ရောက်ပြီပေါ့နော်အောက်ခြေကိုရောက်လို့ရှိရင်ကျွန်တော်တို့အခုဒီညစ်ပင်နေတဲ့ခေါင်းလောင်းတွေကိုပြန်လက်တန်းတင်တဲ့နေရာကိုကျွန်တော်တက်ဖို့ပြရမယ်ပေါ့နော်ဒါကတော့ခေါင်းလောင်းတွေကိုပြန်ပြီးတော့ကြီးချွတ်တန်းတင်တဲ့နေရာပေါ့နော်ဒီမှာခေါင်းလောင်းတွေရခဲ့တယ်ပြီးသွားလို့ရှိရင်ခေါင်းလောင်းတစ်လေးတွေခေါင်းလောင်းတစ်တော့မဟုတ်ဘူးဗျာဒီမှာကြီးချွတ်ပေးတာခေါင်းလောင်းလေးတွေကိုပြန်ပြီးတော့ကျွန်တော်တို့ဖျားဖို့ပြန်တင်ရတာပေါ့ကဲဒါဆိုရင်တို့ဗီဒီယိုလေးကတော့ပြီးပါပြီတချို့တွေကတော့ဘယ်နှခေါက်တင်လဲတော့မသိဘူးဗျကျွန်တော်ကတော့တစ်ခေါက်ပဲတက်ခဲ့ပါတယ်ဒါကတော့ကျွန်တော်ဒီနေ့အတွက်ကုသကောင်းမှုလေးတစ်ခုပေါ့နော်